မင်္ဂလာပါမနက်ဖြန်ခုနှစ်ရက်သားသမီးများအတွက်တရက်သားဆောင်ရန်ရှောင်းရန်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အလုံးမှာဝေခွဲရခက်ဆုံးဖြတ်ခက်တာမျိုးတွေဖြစ်တတ်ပါတယ်အထင်လွဲဆွဆွဲခံရတတ်ပါတယ်ရွှေလက်ဝဲရတနာပစ္စည်းတွေထွက်သက်ပျောက်သက်ပျက်စီးတတ်ပါတယ်အထက်လူကြီးအကြီးအကဲများစီကနေပြီးတော့အကူအညီထောက်ပံ့တွေရရှိပါလိမ့်မယ်ဘိုက်အောင်ဘိုက်နာဖြစ်တတ်ပါတယ်အခြေရေးမှာတော့တာယာနေပါလိမ့်မယ်ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့ရွှေဝါရောင်နဲ့ညီညွတ်ရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရာဖျက်မှာပူတင်းပေါမကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများအတွက်ယနေ့မှာတော့လူမျိုးကြားဘာသာကြားများရဲ့အကူအညီများရရှိပါလိမ့်မယ်။ရွှေလက်ဝဲရတနာများနဲ့ပတ်သက်ပြီးတော့စိတ်တော်ကများနေရတတ်ပါတယ်။သူတစ်ပါးရဲ့ကြောက်သွင်းခြင်းအထင်လွဲဆွဆွဲခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်။ခြေတော့မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။ချစ်သူစီကနေပြီးတော့တည်ငောင်ကြားပါလိမ့်မယ်။သိခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရာဖျက်မှာလက်ဖက်တုပ်ကလူပူဇော်ပေးပါ။အင်္ဂါသားသမီးများအတွက်ယနေ့မှာတော့အလုံနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းရတတ်ပါတယ်။ငွေကတော့စီတိုပေါက်ရှာပြီးတော့ထွက်နေတတ်ပါတယ်။အထက်လူကြီးအကြီးအကဲများအတွက်စိတ်ညစ်ရတတ်ပါတယ်။ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်။ချစ်သူရဲ့အထွန်းနဲ့ဆွဆွဲခြင်းကိုခံရတတ်ပါတယ်။ငါးရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အညိုရောင်နဲ့မယမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဲ့ဖျားမှာနှင်းစီပန်းကလူပူဇော်ပေးပါ။ဗုဒ္ဓဦးသားသမီးများအတွက်ယနေ့မှာတော့စားရစာတန်းဆက်ပစ္စည်းဆက်တူရှယ်ယာကိစ္စများအတွက်စိတ်နှောက်ယှက်ဖြစ်တတ်ပါတယ်။အိမ်တွင်းရေးမှာတော့စိတ်လိုမကျမှုတွေများနေတတ်ပါတယ်။ငွေကြေးကံတော့ကောင်းပါတယ်။ဆွေမျိုးမိတ်ဆွေပေါင်းသင်းများရဲ့အကူအညီများရရှိပါလိမ့်မယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။ချစ်သူစီကနေပြီးတော့မမျော်လင့်မဲ့လက်ဆောင်ရတတ်ပါတယ်။တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ချက်သွေးရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရာဖျက်မှာသင်္ဘောတိကလို့ပူဇော်ပေးပါ။ကြာရာပရိသတ်သမီးများအတွက်ယနေ့မှာတော့အလုပ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးသတိထားဆောင်ရွက်ရမယ့်နေ့လေးဖြစ်ပါတယ်။ဆက်တူရှယ်ယာကိစ္စစာချုပ်ကိစ္စများအတွက်အထူးအောင်မြင်ပါလိမ့်မယ်။ရွှေအလှပအမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်။လက်တစ်ဖက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။အခြေရေးမှာတော့တာယာနေပါလိမ့်မယ်။63ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အပြာရင်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရာဖျက်မှာပဲကိတ်ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများအတွက်ယနေ့မှာတော့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ဘာပဲလုပ်လို့နှစ်ကြိမ်နှစ်ခါလောက်ရတတ်ပါတယ်။အဆူဆက်တူရှယ်ယာလုပ်ငန်းတွေမအောင်မြင်နိုင်သေးပါဘူး။ငွေကတော့အထွက်များနေတတ်ပါတယ်။ခါမြက်ခါနာဖြစ်တတ်ပါတယ်။ချစ်သူစီကနေပြီးတော့မမျော်လင့်ပဲလက်ဆောင်ရတတ်ပါတယ်။3-5ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရာဖျက်မှာစမူစာ9ခုကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများအတွက်ယနေ့မှာတော့ရည်ရွယ်ထားတဲ့အလုပ်များအသိလွယ်လွယ်နေတတ်ပါတယ်။ခြံကားကြောက်ကွန်ပျူတာကင်မရာနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်ရတတ်ပါတယ်။ရွေးချယ်ရခက်ဆုံးဖြတ်ရခက်တာမျိုးတွေဖြစ်နေတတ်ပါတယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်။အခြေရေးမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။6-9ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီရောင်နဲ့ညီညွတ်အောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရာဖျက်မှာဘိမုတ်ကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ